ရက်တွေအောင်မြင်နဲ့ဒီနေ့ဒီရဲ့ဒီချိန်ခါဝဲမိဘတို့မြင်နဲ့ဒီလူဝန်သားရင်မချမ်းမြေ့လာပါတယ်လာလွယ်ပယ်လောင်သွားတဲ့ပါလေးကိုမြင်ပြတဲ့ပွဲရဲ့ဒီရွယ်ချက်တွေအောင်မြင်တဲ့ဒီနေ့ဒီရဲ့ဒီအချိန်ခါဝဲမိဘတို့ရင်နဲ့ဒီလူဝမ်းသာရင်မချမ်းမြေ့လာပါတယ်ရှင်သာမဏေအဝါရေးဖန်နေကစင်မြန်းပါရဲ့သာလာမြတ်လာစိမ့်စိမ့်ကြည့်နာရင်မာပြီးပြီးဝေပြအမိသားလေးရဲ့ဘယ်နှဝါဆုံးလို့ဘယ်စာကိုခင်မလဲပြောစမ်းမအောင်ကွယ်အမေကြားရင်လာပါရဲ့အဖေမလေးပြောမခေါင်းတပြုံပြုံကြည့်ကပါလေးမျက်နှာလောင်မင်းကြီးဖြေပြန်သားတဲ့အသေးဘဝင်လက်လက်အဖေရင်နဲ့ဒီနာအားရလာပါတယ်တရဏဂုံဆောက်ပြီးနေတဲ့တော်လေးရဲ့အတန်ချိုယိုနောင်မကြားရတာအာမရအောင်ဝမ်းသာမိပါတယ်တရားတော်ထံပါသင်္ကန်းလုံးကိုယုခတရဏဂုံဆောက်ပြီးနေတဲ့တော်လေးရဲ့အတန်ချိုယိုနာဝမှာကြားရတာအာမရအောင်ဝမ်းသာမိပါတယ်ဒီပါလို့နှလုံးသားသာသမီအပေါ်မှာထားရှိတဲ့မြတ်တာဆိုင်အိုင်တမြအေးလာပါတယ်အသေးမှဝင်တော့ပန်းသာဝတိမညိုးလွမ်းပါတယ်ကဘာတီရ၍လာပါနေတဲ့ကောင်းကလေးရဲ့သားတိုင်းသမီးတိုင်းညနှုတ်ရပါလေကွယ်မိဘတို့နှလုံးသားသားသမီးအပေါ်မှာထားရှိတဲ့မြတ်တာဆိုင်အိုင်တမြအေးလာပါတယ်အသေးမှဝင်တော့ပန်းသာဝတိမညိုးတော့မှလေကဘာတီရလာပါလေပန်းကလေးရဲ့သားတိုင်းသမီးတိုင်းညနှုတ်ရ
ပါလေကွယ်ဒါတိုင်းသမီးတိုင်းရဲ့မျက်နှာရပါလေကွယ်